ကျောင်းဆင်းချိန်မှာတော့ပြီးပေါ်တို့ဘွဲကကျောင်းကနေလမ်းလျှောက်ပြန်လာနေကြပါတယ်။လမ်းမှာအသေးဖွင့်ထားတဲ့မစ္စတာဘရက်ဆိုတဲ့အရုပ်ဆိုင်လေးတစ်ခုကိုတွေ့လိုက်ရပါတယ်။ဟာမိုက်ဘီဟေးခန်းစားချက်တွေတော့အရန်ကောင်းနေပြီ။အဲ့ဒါခင်းတိုင်းထင်တယ်ကြက်ကြော်နဲ့အိတ်ကိုအနံလေးတောင်ရလာပြီ။အဲ့ဒါတာမန်ဆိုင်မဟုတ်ဘူး။ဒါကငါတို့ရဲ့ mission အသစ်တစ်ခုပေါ့။ဒါကကလေးတွေစိတ်ဝင်စားအောင်လုပ်ပြီးတော့ပတ်ဆက်ရှာမယ့်နေရာပဲ။ဘာပဲဖြစ်ဖြစ်ပေါ့ငါကတော့အစင်းသင်းဖြစ်နေပြီ။ငါတို့အဆန်းဆော့ကြည့်မလား။မဆော့ပါဘူး။တီးတော်ကဆော့ဖို့အစင်းသင်းဖြစ်နေပြီမို့ကြံတဲ့သူတွေကပါလိုက်ဆော့လိုက်ရပါတော့တယ်။တပွဲပဲဆော့မှာနော်တီးတော်။အေးငါလည်းတပွဲပဲဆော့မှာပါ။အေးအဲ့ဆိုလေတပွဲဆော့ကြတာပေါ့ကွာ။အစင်းတစ်ပေါင်မှုပြေးကိန်းဆိုပါလား။ကြိုက်ပြီဟဲ့လာထား။ပြေးဟဲ့ပြေးနေပေါင်မှုအနေကြီးစားတာပြေးအာရှုံးသွားပြီ Game over သူက level 3ခုရှိတယ်ငါတို့က level 2ခုကိုဆန်းဆော့ကြည့်မယ်ဟာမုန်းနေအများကြီးပါလားငါကြိုက်တဲ့မုန်းနေကြီးပဲရှုပ်တယ်တွေးရမအကုန်ယူလိုက်မယ်လာထားပေါင်မို့ငါပြောသည်လာထားတွေးရသည်လာထားတရသည်မုန်းနေအများကြီးရလိုက်ပြီ Game over ဟာစကောကနဲနေတယ်တဲ့ဘာလဲဟာဒီဂိမ်းကတော့ပြီးမစော့တော့ဘူးဟဲ့ပြီးပေါ့နင်သေးွားရင်လည်းငါ့ကိုဒီမှာကူပေးအောင်ငါစတော်ဘယ်ရီတီးရလိုက်ရှာနေတာနင်တွေ့ရင်ပြောအေးပါဟဲ့ဖေးဒီငါနဲ့ဝေးသွားစမ်းဟဲ့ဒီရတရတီးရဘလို့တော့ငါသူ့ကိုဖမ်းရမှာ哦သူကငါစီပြေးလာနေတယ်ဟေးဟိုမှာလာနေပြီလာပြီစတော်ဘယ်ရီလာပြီဟေးငါစတော်ဘယ်ရီရဲ့အကုန်သိပြီပြေးနိုင်လိုက်ပြီဟာ Game over ဒီလောက်ငါစတော်ဘယ်ရီတွေအများကြီးရထားတာကိုတည်သွားတယ်ပေါ့ဒီကိန်းကလည်းပြက်နေရလားမသိဘူးအလကားပတ်စံ900ကုန်တာပဲဖတ်တင်တယ်အစစ်တဲ့အောင်သားပြီဟဲ့အမေမင်းဟုတ်လားဤလားအေးငါတို့နှစ်ယောက်တော့ရှုံးသွားပြီဟာအစစ်နဲ့ပါမပြန်ကိန်းဟဲ့ဒီတော့ဟိုမှာဒွင်းနီရှောင်းအင်းမငါတွေ့ပါတယ်ဟာနေအောင်ပါပဲငါတော့ဘာလို့မှမသိတော့ဘူးတီးတော့ဟဲ့အောင်ဟိုဘက်မှာပိနေသည်နော်နဲတာကြီးမဟုတ်ဘူးတေချာချောင်းခုံလိုက်အေးတေးသွားပြီနင်တို့နှစ်ယောက်ကဘလို့လဲဟာငါစော့နေတဲ့ဟာကိုနင်တို့အောင်ပါပဲငါလက်ပြီးတော့နှိပ်လိုက်လို့အခုတော့ရှုံးသွားပြီမင်းကလည်းစိတ်မဆိုးပါနဲ့ငါတို့ကအားပေးတာလေငါတို့ကတကယ်ချင်းကိုအားရှိအောင်လို့ပါအေးလေတီတော်ကလည်းငါတို့ကအားပေးရဲ့ဥစ္စာကိုနေကငါတို့ကိုစိတ်ဆိုးတယ်ပေါ့ရတယ်လာပြီးပေါ့ပြန်မယ်နင်တို့နှစ်ယောက်ပြန်နေကြငါဆော့ထားလိုက်အောင်မယ်အစစ်နှစ်ကိုနိုင်တော့မှာဆော့နင်တယောက်တည်းအဆင့်နှစ်မကလို့အဆင့်တရာထိလဲဆော့နေလိုက်ငါတို့ကပြန်တော့မယ်မင်းဒီတပွဲပဲဆော့တော့ပြီးရင်ပြန်တော့တီးတော့ငါနဲ့အီးမော်ပြန်နေတော့မယ်အေးစိတ်ချငါဒီတပွဲပဲဆော့ပါပါဒီတပွဲလည်းနိုင်သွားပြန်ပြီဟဲ့တေတော်ရဲငါပါလားလာထားအဆင့်3ကပေါင်မှုမီးထောက်ခိန်းဆိုပါလားโอเคဘယ်တဲ့ box နဲ့တွေ့ပြီပေါ့ကြီးတော်အကြောင်းသိသွားစေရမယ်โอเคလာထားတီးတော်တယောက်ကတော့တဲကြီးမဲကြီးနဲ့ပေါင်မော့ကိန်းအဆင့်3ကိုအားရပါရဆော့နေပါတယ်အဲ့ဒီအချိန်မှာပဲဈေးချင်းသားကြီးဆွဲပြီးအိမ်ပြန်လာနေတဲ့အန်နီရူဘီနဲ့ဓာတ်ရိုက်တိုးပါတော့တယ်ဟဲ့ဟိုဆိုင်ရအသက်လာဖွင့်ထားတာပါလားဟဲ့ဒီဂိမ်းဆိုင်ရလဲအကွက်မြင်လိုက်တာကြည့်ပါဦးတီတော်တို့ကျောင်းပြန်တဲ့လမ်းတရေကြီးမှာလာဖွင့်ထားတာပါလားကလေးတွေကတော့ကျောင်းဝပြန်ဂိမ်းဝင်ဆော့နေကြတော့မှမြင်အောင်သေးတယ်ဟာငါ့ကိုဒီလိုလာပြစ်လို့ဘယ်ရမလဲဘာမှမီးတော့ရဲ့နောက်ဆုံးအဆင့်ကိုနိုင်တော့မယ်ဟဲ့သူတည်တော့မယ်တီတော်ရဲ့အတန်နဲ့တူလိုက်တာဒီကောင်လေးအိမ်မပြန်မဲ့ဂိမ်းဝင်ဆော့နေပြီထင်တယ်အဲ့ဒီအချိန်မှာပဲအန်နီရူဘီတယောက်တီးတော်အနောက်ရောက်နေခဲ့ပါပြီအန်နီရူဘီတယောက်ဈေးချင်းတောင်းတဲ့ကပါလာတဲ့ဘူးဒီနဲ့တီးတော်ရဲ့ခေါင်းကိုချထည့်လိုက်ပါတယ်
အမလေးတေးပါပြီအတိအပြင်မှာတကယ်ပဲခေါင်းနဲ့ထိသွားရလို့ပဲဒီကင်းကငါပဲဆော့တာကြာသွားလို့လား နောက်ဆုံးအဆင့်ကိုအောင်တော့မယ်ပေါ့လေ ဟုတ်တယ်ဗျဒီမှာဒီအစ်စ်ထိရအောင်လို့ခက်ခက်ခဲခဲဆော့ထားရတာ ။အော်ဟုတ်လား။ဒါတော်လိုက်တာနော် ဒါပေါ့ဒါတော့စကင်းနဲ့မရဘူးလေ ။ဟဲ့တီတော်အခုချက်ချင်းဂိမ်းကိုရက်လိုက် ဟင်မမေလားအော်အဲ့ဒါကြောင့်ဒီအတန်ကိုရင်းနေပါတယ်လို့ထင်နေရဒါအစ်စ်သုံးကိုရောက်နေပြီမမေရဲ့ဘီးပေါ်နဲ့အီးမောင်ဆိုရင်လေအစ်စ်တက်မှာနဲ့တစ်တည်ကြတာ ။အဆင့်3ကနောက်မှနေအိမ်ပြန်ပြီးတော့ရေမိုးချိုးပြီးတော့ပြင်ဆင်စရာရှိတာပြင်ဆင်ထားရမှာလေ။ကျူရှင်ကလည်းတွားရအောင်မဲ့ဟာကိုအခုတော့နောက်ကြတော့မယ်။လာပြန်မယ် ဟာမမေကလည်းအစ်စ်သုံးကိုရအောင်မနေဆော့ထားရတာဒီတပွဲပဲဆော့မှာရရဲ့တာထမင်းမစားတော့ဘူးဂိမ်းထဲမှာမုန့်နေအများကြီးစားထားတာဖိုက်တင်းနေပြီ အန်နီရူဘီတယောက်ဒီတစ်ခါတော့တကွားတီတောင်းနဲ့ထပ်ထုတ်လိုက်ပြန်ပါတယ် အဲ့ဒါလည်းသေးပါပြီ ။နေငါနဲ့အခုလိုက်ပြန်မလားမပြန်ဘူးလား။ဒီမှာဒွင်းတည်းကကြံနေသေးတယ်နော် ဟာမမေကလည်းရက်ဆက်လိုက်တာမသိမွေးစားသားကြနေရပဲတော်ပြီမကစားတော့ဘူးလိုက်မယ်ဟမ် ။ဒီလိုမှပေါ့။ရော့ဈေးချင်းအောင်ဆွဲလာခဲ့ ဟမ်ဒီမှာအနေရူဘီတယောက်သူ့သားကိုခိုင်းစားနေပါတယ်ဗျို့ ။ဟဲ့တီတော်ဟိုကောင်လေးဘိုင်းရှောက်អော်နေရလေ။ စားတာပါမမေကလည်း တီးတော်တယောက်အိမ်ရောက်တော့သမင်းစပွဲမှာထိုင်ပြီးတော့ဂိမ်းအကြောင်းစဉ်းစားနေပါတယ် ထမင်းစားလေတီတော် စားပါပါထမင်းစားဖို့လက်ကိုလေးကြည့်နေရ ဟဲ့ဟိုကောင်လေးထမင်းစားတော့ဂိမ်းဆော့တယ်လို့လုံမနေနဲ့နော် အမလေးသေးပါပြီ အဲ့ဒါထမင်းစားမဲ့အရေးကိုမစားပဲဆော့နေလို့ ရတယ်အပြင်မှာမလေးကြည့်ရလဲစိတ်ထဲမှာပဲလေးကြည့်နေလိုက်တော့မယ်ငါအစ်စ်သုံးကိုအောင်မြင်ရမယ် ညဘက်ရောက်တော့တီးတော်တယောက်မအိပ်နိုင်နေပဲဂိမ်းညောင်းပဲစဉ်းစားနေပါတယ် ဟိုမှာဒူးရင်းသီးလာနေပြီမြင်မြန်ရှောင်လိုက်အာဟိုမှာတည့်ရသည်ရတယ်ငါမစားဘူးကြော်လိုက်မယ်ယေး ဟဲ့ဟိုကောင်လေးစင်နိုင်ခွဲနေပြီအခုဒီအတန်နေထွက်နေတော့လား ဟာဒါအိတ်တောင်အိတ်နေပြီဟာကိုအိမ်မက်ရောင်သွားလို့ တီးတော်တယောက်မနဲ့ရောက်တော့ကိုဟာကိုနားလည်သွားခဲ့ပါတယ် ငါမရတော့ဘူးငါဒီပေါင်မုတ်ပြေးကိန်းကိုစွဲနေပြီမရတော့ဘူးစစ်ကူခေါ်မှပဲရတော့မယ်ဘေးပေါ်ရေအနီအောင်စစ်ငါ့အိမ်ကိုမြင်မြန်လာကြ ဟေးဘာဖြစ်ပြန်တာတော့ ဘေးမနေနဲ့မြင်မြန်လာခဲ့အီးမောင်ကိုလည်းခေါ်လာခဲ့အောင်မြင်မြန် ဒီလိုနဲ့ဘီးဘော်တယောက်အီမော်ကိုခေါ်ပြီးတော့ညံ့ညမ်းပဲတီးတော်လိုအိမ်ကိုရောက်လာခဲ့ပါတယ်တီးတော်အိမ်ကိုရောက်တော့ ဟာတီးတော့မင်းလက်ကဘာဖြစ်နေရတော့အကျော်ဆွဲနေရလား နင်မနေ့ကအိမ်ကိုဘယ်ချိန်ပြန်ရောက်တော့ ငါလေးဝင်ခံစရာရှိရယ်မနေ့ကငါပေါင်မုတ်ပြေးကိန်းကိုစော့တာအဆင့်3000ရောက်နေပြီငါအောင်တော့မဲ့အချိန်မှာပဲငါအမေကခေါ်တာနဲ့ငါပြန်လိုက်ရတာအဲ့ဒါငါမနေ့ကတည်းကအခုထိတောက်လျှောက်လေးချင်နေနေလေငါလက်ကအကျင့်ပါပြီးတော့ရက်မရတော့ဘူးဟာ ဟာမင်းကတော်တော်အခြေအနေစိုးနေပြီ နေရတော့ဖြစ်ရမယ်โอเคငါတို့တခြားကြောင်ပြောကြမယ်အဲ့လိုဆို အစားအသောက်ကြောင်းလား အစားအသောက်တွေကကျန်းမာရေးကောင်းစေတယ်ပေါင်မုတ်ခိန်းထဲမှာဆိုရင် ဟဲ့တော်ပြီရက်တော့ကောင်းကြီးကိုကြည့်ပါဦးတင်နေရလှလိုက်တာ အေးနော်အဲ့ဒီတိမ်တွေကိုကြည့်ရတာဒူးရင်းသီးလိုပဲရှောင်းလိုက်မစားနဲ့ ဟာတီးတော့ကတော့မရတော့ဘူးပြီးပေါ်ရေးလာပါအောင် ကဲမြေးလေးတို့ဘာထုလဲ ပြီးပေါ်ရေတီးတော်တယောက်မရတော့ဘူးဒီမှာသူ့ပါမောက်ဂိမ်းကြောင်ပဲပြောနေတယ် ဟေးဟုတ်လား ဒါအဲ့ဒီပေါင်မုတ်ခိန်းကိုစော့နေတာနောက်ဆုံးစစ်ကိုရောက်နေပြီအဲ့ဒါမမေကလာခေါ်ရနဲ့ပြန်လိုက်ရတာအခုတော့ခိန်းထဲကမုန်းတွေကိုပဲအပြင်မှာမြင်နေရပြီပြီးတော့အခုထိတောက်လျှောက်ခိန်းစော့ဖို့လေ့ကျင့်နေတာလက်ကလည်းအကျင့်ပါပြီးတော့ရက်လို့မရတော့ဘူးပြီးပေါ်ရေကဲပါဦး တီးတော်ကတော့ဖြစ်လာရင်အဆန်းကြီးပဲโอเคဒီတော့ပ
ပေါင်မောက်ဂိမ်းကိုဆွဲလိုက်နေပြီပေါ့ဒါကတကယ်တမ်းတော့ကိုရန်လှုပ်ချင်နေတာပြီးတော့မလှုပ်လိုက်ရတဲ့အတွက်စိတ်ထဲမှာလည်းတစ်ချိန်လုံးတွေးမိနေတာပေါ့ဒီတော့ပြီးပေါ်ကသားကိုအဲ့ဒီဂိမ်းကိုတစ်ချိန်ပြီးဆုံးတဲ့အထိကစားခိုင်းမယ်ဆိုရင်ရောဘယ်လိုလဲ ပြီးပေါ်ကလည်းတီတိုကဂိမ်းဆွဲနေတာပါဆိုဂိမ်းဆော့ခိုင်းမယ်ဆိုတော့ဖြစ်ပါမလား ကောင်းတယ်ပြီးပေါ့သူ့ကိုစော့ခိုင်းလိုက်အဲ့ဒါမှနားအေးသွားမှာ ကောင်းပြီဒီတော့ဒီဂိမ်းကိုငါမြေးလေးတို့အောင်မြင်အောင်ဆော့ရမယ်ပြီးတော့အီးမော်နဲ့ပြီးပေါ်ကလည်းကူညီပေးရမယ် အဲ့ဒီပါမောက်ဂိမ်းကိုမဆော့တတ်ပါဘူးဆိုမှပြီးပေါ်ကလည်း တီတော့အတွက်ဝိုင်းဆော့ပေးလိုက်ကြတာပေါ့ ဒါကဂိမ်းကိုဆော့ရုံနဲ့မဟုတ်ဘဲနဲ့မြေးလေးတို့ကပြီးပေါ်ဖန်တီးထားတဲ့ဂိမ်းကဘာတွေကိုဝင်ပြီးကိုယ်တိုင်ဆော့ရမှာဖြစ်တယ်ဘယ်လိုလဲအစင်းသစ်ပဲလား တကယ်ဒီတစ်ချိန်တော့ပေါင်မုံမီတော့ကိုတေချာဖို့အနိုင်ယူပြစ်မယ် yay ဟဲ့